Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါ vlog ကတော့ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနဲ့ထိုက်ဆာဆိုတဲ့ဒီအယုတ်ကောက်ဆက်တွေအများကြီးရှိတဲ့နေရာကိုသွားဆော့ပါပေါ့ကျွန်တော်တယောက်ကိုဘတ်တစ်ထောင်မို့ဆော့လာပါဘတ်တစ်ထောင်မို့ဆိုရင်သူကကွာရင်115ကွာရတယ်ပေါ့ဒီမှာကသူကဆက်ဒီပြင်ဒီအယုတ်တွေရတဲ့ရုပ်ကြီးတွေနဲ့ဒီကျွန်တော် ZD တွိုင်းတွေတို့ပါတော့အဲ့လိုမျိုး Iron Man တွေရောလဲလို့ရတယ်ပေါ့ဒီနေရာနာမည်ကြီးပေါ့နော်ကျွန်တော်အဲ့ထိုင်းတငယ်ချင်းပြောတာရုပ်တွေဆိုလည်းသူရလွယ်တယ်ပေါ့ဒီရုပ်ကောက်ဆက်နေရသူတို့မျိုးရဲနဲ့တော့နည်းနည်းဝေးတယ်ဒီကျွန်တော် location comment ထဲမှာချပေးထားတယ်ပေါ့နော်သူကဒီဆိုင်ကဘာထူးခြားလဲဆိုတော့ drive out တွေလဲလို့ရမယ်နောက်ပြီးတော့သူက set ဒီမှာကြည့်လိုက်ရင်အဲ့ဒီအချက်အကြီးပြထားတယ်ပေါ့နော်ဥပမာ10ချက်ဆိုရင်8ချက်လောက်ထိုးပြီးသားဆိုရင်ကိုကနောက်ထပ်2ချက်ဆက်ပြီးစိုက်ပြီးတော့ဆယ်ချက်ပြည့်လို့မှအယုံမရရင်မုံနေမရရင်ဒီသူဝန်ထမ်းလေးတွေပြောလိုက်ရင်သူကချက်ချင်းတော့လက်ပြီးတော့ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါကတော့ဒါကျွန်တော်တို့လိုချင်တဲ့အယုံပေါ့ပထမဆုံး try တာပေါ့ဒီယုံကတော့ကောက်ရတာနည်းနည်းတော့ခက်တယ်ပေါ့နော်ဒါပေမဲ့အဲ့အချက်ကြီးပြည့်သွားတော့ကျွန်တော်တို့အယုံမရဘူးဒါပေမဲ့ဝန်ထမ်းလေးကိုပြောလိုက်တော့ဒီယုံဘူးသူမှန်လှက်ပြီးတော့ထုတ်ပေးရပေါ့နော်ဒါပေမဲ့ဒီဆိုင်ရပေါ့နော်ကျွန်တော်တို့အယုတ်ကောက်တဲ့ညက်ကတော်တော်လေးခြောင်နေရတော့တွေ့ရပေါ့ခြောင်တာမှတော်တော်ကိုခြောင်တော့ကိုနှိပ်တဲ့ဘက်နဲ့မကြဘူးဒီမှာတခြားဒီအယုတ်ကြီးတွေပြည့်လို့မျိုးစုံပဲမုံနေရောအများကြီးရှိရပေါ့ဆက်ကြီးသေးတွေရောအဆုံးရှိရဒါလူရသွားပေါ့ဒါဆိုရင်အချက်ရင်မပြည့်ပဲနဲ့ဒီရုပ်ကိုရပေါ့သူရကျွန်တော်နဲ့သူနေခွဲပြီးတော့ကောက်လာပေါ့ Yes you got it yeah oh you have belly oh ဒီပဲနဲ့ရခဲ့တော့ထပ်ပြီးတော့ပြီးတော့ရလာထပ်ကောက်ကြည့်တော့ဒီရုပ်ကဆက်ကမပေးတော့ဘူးနော်တခြားဒီရုပ်တွေကတော့မျိုးစုံမျိုးဆက်တွေလည်းအများကြီးပဲဒီဝန်ထမ်းတွေတော့တော်တော်များတယ်အေးဘူးတွေတောင်မှရှိရပေါ့နော်ကောက်ရင်အခုနောက်ဆုံး average ဒီဆိုင်မှာကျွန်တော်ကြည့်လိုက်တော့အဲ့လိုအသားတွေနောက်ကျုပ်တွေပါကောက်လို့ရတာပေါ့နော် money ဟာဒီရုပ်ကိုကျွန်တော်လိုချင်လို့ဒီကောက်ပေးတာသူကတော့အများနဲ့ကောက်နေကြဆိုတော့တော်တော်လေးကျွမ်းတဲ့ထက်ပါနေပြီပေါ့ရုပ်ကတော့အချက်ကြီးပြေးမှာကိုကျွန်တော်တို့ရလိုက်တာပြင်မှာလည်းတော်တော်ကြီးရယ်ပေါ့နော်ဒီပိုကီမွန်ရဲ့ကောင်တို့ကြည့်လိုက်တော့အချက်ကြီးကြည့်လို့တော့3ချက်လောက်ပဲကျန်တယ်ပေါ့နော်3ချက်လောက်တွင်ရမလားဆိုတော့ကျွန်တော်တို့စမ်းခဲ့တယ်ပေါ့နော်ဒါတော့ဒီနောက်တစ်ချက်ပေါ့ဒီချက်မှာပါလာမလားဆိုတော့ကျွန်တော်ဒီရုပ်ကတော့တော်တော်ဝေလီးရပေါ့ဒါ3ချက်လောက်ဆိုပါလာပြီပေါ့ကျွန်တော်တို့ဒီဆိုင်ကိုတော်တော်ဆိုင်ငယ်နဲ့ကိုတော်တော်စီးလာရတယ်ပေါ့နော်သွားခြင်းလို့သွားလာရတာမိုးရွာထဲမှာပြန်ကြတော့2ယောက်အလူအထုပ်ကြီးနဲ့မနိုင်မနှင်းပြန်လာရတာပေါ့နော်ဒီဆိုင်ရဲ့ရှေ့မျက်နှာအနေထားပေါ့မိုးရွာရဲမှာဒီလိုထုတ်ပီနိုင်ကြီးတုပ်ကြီးနဲ့ပြန်လာတယ်ပေါ့တယောက်တစ်ထုပ်အဲ့တော့မျိုးရဲရောက်ပြီပေါ့နော်ကျွန်တော်လည်းနောက်မှာကြီးပဲသူလည်းရှေ့မှာအယုတ်ထုတ်ကြီးနေပေါ့ဒါကျွန်တော်ရလာတဲ့ဒီမုံတွေရောရုပ်တွေရောတော်တော်များရပေါ့နော်အေးဘူးတွေရောတချို့ရုပ်တွေဆိုရင်တစ်ချက်နဲ့ကိုတန်းရပေါ့နော်ဒီအဲ့ထိုက်စားမှာတထောင်မိုးနဲ့ရုပ်တွေတော်တော်များများကိုရလိုက်တယ်ဆိုတော့ဆော့ပြောပါတယ်ရုပ်တွေရောမုံတွေရောဆိုတော့လေကျွန်တော်အရင်ပထမဆုံးသွားတယ်ဒီဒရာမာ9ဘက်ကဟာတဲ့ဆိုင်ဒီထိုက်စားတော့ပို့ပြီးတော့ဆော့ရတာနဲ့ပေးရတာနဲ့တန်တယ်မျိုးရဲနဲ့တော့ဝေးတာတော့ဝေးတယ်ပေါ့နော်သွားကလာကလေးနဲ့ဆိုရင်တော့ဆော့ကြည့်ရင်တော့သွားပြီးတော့ try တင်ပါတယ်အဲ့ဒီနေရာကိုဒါကဒီ patch နှစ်ခုဖွင့်ထားရပေါ့နော်ပန်းရောင်လိုင်းနဲ့လည်းနီးတယ်ဒါတော့ဒီကျွန်တော်ရလာတဲ့အယုတ်တွေမုံတွေပါဆုံးဒီကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်